Sholuga, Tamano, Oluga, Pioli. No, Temo, Bo, Ega, Tamu, Pioli. No, Temo, the G, Pioli. No, Pekanye, the Ule, Piola, and machine, the Ule, Alu, Pioli, Makuni, Mongan Shime, 2 minutes. သူ့ကိုဖျားခင်ပေးချတယ်လို့မြင်နေလို့မဆိုရင်တင်မောလေးဆုံးရှုံးတယ်ငါတို့တွေလည်းနစ်နာမယ်ပေါ်လို့မြင်လာတော့ပေါ်လို့ကမော်လီကတာပညာရှင်မဟုတ်ဘူးနော်သူ့ခင်မှာလည်းအင်တာနက်မရှိဘူးနော်ဒါပေမဲ့ဖျားခင်သူ့ကိုပေးမြင်တယ်ပေးမြင်လို့သူပြောတာကိုလက်ခံကြသလားဆိုတော့လက်မခံပဲစွတ်သွားကြတယ်တမန်တော်ဘုရားရောက်ပါပြီနော် ဒီနေ့တော့ဒါလေးကိုစင်ကြင်ပေးဖို့လောကဘက်ကအရင်စင်ကြင်ကြတာရှိတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ကျမ်းစာဖတ်ပြီးတော့အားနည်းနေတဲ့အချိန်မှာကျမ်းစာကိုဖတ်ပြီးပို့သက်တာပြီးဆောက်ပါအင်တာခွန်အားရပါတယ်နော်အဲ့တော့တမန်တော်ဝတ္ထုခန်းကြီး20ကိုနော်ကျွန်တော်တို့ဒီနေ့တော့ကျမ်းစာတင်တဲ့ပုံစံမျိုးနဲ့သွားလိုက်တာပေါ့နော်နေ့တိုင်းကျွန်တော်တရားဟောခဲ့ပြီးပြီအဲ့တော့ ကမရဝတ္ထုခန်းကြီး20မှာကာလကြာတိရှိတော်တဲ့နော်ကြီးစွာသောဥပုံနှင့်လုံရဲ့ပင်လယ်မကူးတင်သောလဥရုအချိန်ဖြစ်သောဖြစ်သည်ကိုတဲ့ပေါလုသည်ထောက်၍တဲ့နော်အချင်းလူတို့ယနေ့ပင်လယ်ကူးလင်သင်္ဘောနှင့်ကုံများတို့သည်ဆုံးရှုံးသည်ကပကငါတို့အသက်ပျက်စီးရာသော ဘေးအန္တရာယ်ရောက်မီကိုငါထင်မြင်သည်ဟုသတိပေးပြီးဘုရားခင်သူမြင်သွားတာဆုံးရှုံးတယ်ဒါပေမဲ့နားထောင်ပါနားမထောင်ပါတမန်တော်ဝတ္ထု20ကို30ကနေ9ကနေ17ကိုဖတ်နေတာသို့တော်လေတဲ့နော်သူကပြောတယ်အဲ့မှာကောင်းဆောင်ကိုပြောတယ်တတ်မှုဒီတဲ့ပေါလုတတ်မှုဒီတဲ့ ပေါ်လူစကားကိုနားမထောင်ပဲတဲ့တက်မကင်စကားနဲ့သင်္ဘောသူကြီးစကားကိုနားထောင်၏လူအမြင်နဲ့ပဲသွားတယ်အော်သူကကောင်းကောင်းပြောချင်တယ်သင်္ဘောကောင်းကောင်းထိနေတယ်သင်္ဘောသူကြီးဆိုတော့ကက်ပတိန်ပေါ့ဟာရပါတယ်ကွာပေါ်လူစကားကိုနားထောင်ပါမနားထောင်ဘူးပေါ်လူကပြောတယ်သူမြင်နေတယ်ငါမြင်နေတယ်တော့ငါထင်မြင်နေတယ်သူကပြောနေတာကဒါဖယားသူ့ကိုပေးမြင်လို့ တကယ်ဖြစ်လားဖြစ်တယ်ဒီမှာကြည့်နောက်မှာအဲ့29တပိုက်လုံးကိုပြန်ဖတ်နော်ကျွန်တော်ကဖြတ်ဖတ်ပြမှာ21နဲ့22မှာနော်တမန်တော်ဝတ္ထု29 21 22မှာအစာကိုမစားဘဲကြာမြင့်စွာနေပြီးမှတဲ့ပေါ်လူသည်တဲ့ထိုသူတို့၏အလယ်၌ချ၍အချင်းတို့ငါစကားကိုနားထောင်၍ကရေတီကျိုးမှမလွတ်မဲနော်နေလေ ဤပျက်စီးဆုံးရှုံးခြင်းကိုကင်းလို့ရကြ၏ယခုတွင်စိတ်သက်သာခြင်းရှိကြတော့အကြောင်းမူကားသင်မောဆုံးခြင်းမှတပါသင်တို့တွင်အပေသူနာအသက်မဆုံးရဒီလိုကစကားကိုနားမထောင်နေပါလို့ပြောတာလေအဲ့မှာညင်ထွက်သွားတယ်နောက်ပိုင်းမှာလေပေါ်လူစကားကိုအားလုံးနားထောင်သင်မောသူကြီးရောပဲ့ကန်ရောတက်မကန်ရောအားလုံးပေါ်လူပြောတဲ့အတိုင်းပဲလို့ ဘာလို့ဖြစ်ခဲ့တဲ့အခါမှာမဖြစ်ခင်ပြောနေတာလေဒါကြောင့်ဖျားအမြင်ရှိကြပါနော်ဖျားအမြင်ရှိတယ်လို့ဖျားကပေးနေတယ်နော်ခုနပြောခဲ့တဲ့အတိုင်းအဲ့ဒီတိုင်းကျွန်တော်တို့ရက်တူသက်ရှင်တာလူမြင်နေကတော့ဘာမှမတတ်နိုင်ဒါပေမဲ့ဖျားအမြင်ရှိပါသေးကိုတော့ကျွန်တော်ကျမကိုတော့အမြင်ရှိပါသေးကိုတော့ဝိညာဉ်မျက်လုံးရှိပါသေးအဲ့လိုစကား ကျွန်တော်တို့အခြေအနေတစ်ခုကတော့ကျွန်တော်တို့အုံနောက်သေးသေးလေးနဲ့တခါလေခေါင်းမူးတဲ့အထိစဉ်းစားလို့ဘာမှထူးသွားတော့မဟုတ်မင်းတို့စိုးရင်ချင်းအပြင်မင်းတို့အသက်ကိုတထွာတိုးလို့ရကိုလိုပြောထားတယ်မမေ့လိုက်ပါဖျားအမြင်ရှိကြပါစေဖျားအမြင်နဲ့ရက်တည်တဲ့လူကလောကကိုအောင်မြင်တာလို့ဖြစ်တယ်မိုးလေဝသပညာရှင်တွေထက်တောင်ပိုသိနေတယ်သင်္ဘောတကြီးတဲ့တောင်ပိုသိနေတယ် ကက်ပတိန်ထက်တောင်ပိုသိနေတယ်အာမင်းကပါလေကွာနော်အဲ့ဒီခါမှာတော့အဲ့ဒီလူတွေကသူ့ရဲ့အချင်းသေးသေးတော့ဒီ
တရားဟောဆရာလာပြီးတော့ငါတို့လုပ်ငန်းကိုရှုပ်နေတယ်လို့ထင်ထင်မှာကျွန်တော်တို့တခါနေပြောဒီတရားဟောဆရာလည်းငါတို့စီးပွားရေးကိုလာပြီးပြောနေတယ်လို့ထင်လဲထင်မှာအခုလည်းပေါ်လို့လည်းအထင်ခံရတယ်မင်းတို့တွေ့ပြီလားငါပြောတာမင်းတို့မယုံဘူးလေမင်းတို့ယုံခဲ့ရင်မင်းတို့ဒီလိုဆုံးရှုံးနေတော့မူလေဖြစ်မှာမဟုတ်ဘူးအခုတော့မင်းတို့ဖြစ်သွားပြီအဲ့ဒီဖျားအမြင်ရှိတဲ့ဓမ္မဆရာဖြစ်နေတယ်ဖျားအမြင်ရှိတဲ့ပရိသတ်ဖြစ်နေတယ်အဲ့ဒါကိုနားလည်ဖို့လိုတယ်ဖျားအမြင်တော့အထင်သေးလို့မရဘူးဖျားအမြင်ရှိတဲ့လူတော့အထင်သေးလိုက်တာနဲ့သွားတာပဲနော်အကြီးကြီးသွားတာပဲတက်မကန်ကြီးသွားတာပဲအဲ့တော့သူကလည်းအခွင့်ကောင်းရတော့မင်းတို့ကပြောရတယ်ဒါပေမဲ့မပူနဲ့ငါဖျားကိုဆွတ်တောင်းတော့ဒီဖျားကလည်းငါ့ကိုပြောတယ်မင်းတို့အသက်လုံးချုံတယ်တင်မောပဲပြက်စီးတယ်မင်းတို့အားလုံးအသက်လုံးတယ်ငါ့ကိုဖျားခင်ကစကားပြောတယ်အဲ့ဒီအခါမှာပေါ်လို့မြင်ပြီးပြောတဲ့စကားတွေကိုရှုံကြည်လာတယ်အဲ့ဒီပုံစုကဒါကြောင့်မလို့ဖျားအမြင်နဲ့တွားကြတာနော်လူမြင်နဲ့တွားကြပါလေလို့ပြောရင်လည်းမျိုးချုပ်ပါလေဖျားရှင်ကောင်းပြပေးပါလေ